ဂါလိတတက်တဲ့ကကျမတို့ခန္ဓာကိုယ်ကို cell အဆင့်ထိဘယ်လိုတောင်ပြောင်းလဲပေးနိုင်တယ်လဲဆိုတာတစ်ခါလောက်ဖြစ်တွေးဖူးကြလားကဲအတွင်းပိုင်းမှာဘာတွေဖြစ်နေလဲဆိုတာအတူတူကြည့်လိုက်ရအောင်မျိုးချလိုက်တာနဲ့တပြိုင်နက်အစာချေစနစ်ကနေ Ellison လို့ခေါ်တဲ့အရေးကြီးထွက်ပေါင်းကိုထုတ်လက်ပေးလိုက်ပါတယ်ဒါဟာပြောင်းလဲမှုတွေရဲ့အစာပြိုးခြင်းပါတယ်အူလန်းချောင်းနိုင်ရန်တွေကိုကြည့်လိုက်ပါအောင်ဓာတ်တိုးစန့်ကျင်ပစ္စည်းတွေကသွေးကြောတွေကို fast track လမ်းကြောင်းအတိုင်းအမြန်ဆုံးစိမ့်ဝင်သွားပြီးလိုအပ်တဲ့နေရာတွေကိုချက်ချင်းပြုပြင်ပေးနေတာတွေ့ရမှာပါအာဟာရဓာတ်တွေပြည့်နှံ့သွားတဲ့အခါခန္ဓာကိုယ်ရဲ့စွမ်းအင်တွေကို boost လုပ်ပေးလိုက်တာလို့ဖြစ်သွားပြီးသွေးကြောတွေတန်းစင်လာသလိုနှလုံးကလည်းအပြည့်အဝအလုပ်လုပ်နိုင်လာပါတယ်ခန္ဓာကိုယ်တင်မကပဲဦးနောက်ကပါနိုးကြလာပြီးကိုယ်ခန္ဓာစနစ်ကလည်း virus နဲ့ bacteria တွေကိုကာကွယ်ပေးမဲ့တန်ချက်ကအလွာတစ်ခုလိုပို့ပြီးတော့တုံတင်းခိုင်မာလာစေပါတယ်။ဒါပေမဲ့တတိထားဖို့တော့လိုမယ်နော်။အစာမရှိတဲ့ဘိုက်ထဲကိုစားမိရဲ့အခုမြင်ရတဲ့အတိုင်းကရှူးတွေရောင်ရမ်းပြီးဘိုက်အောင်တာမျိုးဖြစ်နိုင်တယ်လို့အများကြီးစားမိရင်လေကိုနတ်ပြင်းတာမျိုးတွေချက်ချင်းဖြစ်လာနိုင်လို့ပါ။ဂါလိဆိုတာတကယ်တော့အကျိုးကျေးဇူးအမီတာညားတဲ့တန်လျက်တဆင်းလိုပါပဲ။နီးလန်းမှန်မှန်နဲ့အသုံးချတတ်ဖို့ပဲလိုတာပါ